ဘန်ကောက်မှာမြန်မာပြည်ကစားစရာလေးတွေတကယ်ကိုပဲရတာရှိစားလို့ရနိုင်တဲ့မြန်မာစားတောက်ဆိုင်လေးတစ်ဆိုင်ကိုတွေ့ထားပါရရှင်။အခုမြန်မာဆိုင်လေးကိုဘန်ကောက်မှာရှိရပေါ့နော်။မြန်မာလိုပြောပြီးတော့တဲလို့ရနိုင်မဲ့ဟိုတယ်ကြီးထဲမှာဒီမြန်မာစားအုပ်ဆိုင်တွေမြန်မာစပင်းညက်ဆိုင်တွေနဲ့အတူတွဲပြီးဖွင့်ထားတာဖြစ်လို့ဒီဆိုင်လေးကိုသွားစားမယ်ဆိုရင်တကယ်မြန်မာပြည် community အဝန်းဝိုင်းထဲမှာစားနေရတယ်လို့ပဲခံစားစေရမှာပါရှင်။အခုမှထားတာကသူတို့ဆိုင်ကဖက်ခောက်ဆွဲကြော်ပါ။ခောက်ဆွဲကြော်ရဲ့ပုံစံကရန်ကုန်ဘက်ကခောက်ဆွဲကြော်တွေလိုပဲပေါ့နော်ခောက်ဆွဲကြော်လုံးလေးကနည်းနည်းတုတ်တယ်အရေးလေးကရွှဲလေးနဲ့ရတာလေးကတော်တော်လေးစားလို့ကောင်းတယ်ခောက်ဆွဲကြော်လေးနဲ့တွဲစားဖို့အခောက်ကင်တုတ်ကလေးလည်းမှာထားတယ်အခောက်ကင်တုတ်ကလေးကိုသူတို့ကမြန်မာပြည်ကလိုပဲပေါ့နော် sauce ရဲလေးနဲ့တုတ်ပေးထားတာထိုင်းရတာလို့ချိုချစ်ပုတ်ဖဲနဲ့တကယ်မြန်မာပြည်ကရတာတိုင်းလေး sauce အနီလေးနဲ့ပါရှင်ဒီတုတ်ကလေးနဲ့ခောက်ဆွဲကြော်လေးနဲ့တွဲစားရတာမန္တလေးကိုတောင်ပြန်တတိရသွားပြီမန္တလေးမှာခေါ်တာကတော့နန်ကင်တုတ်ပေါ့နော်နန်ကင်တုတ်နဲ့ခောက်ဆွဲကြော်လေးကိုတောင်ပြန်သတိရသွားပါပြီရှင်။ဒါကတော့သူတို့ဆိုင်ရဲ့နာမည်ကြီးဖတ်တမင်းပါရှင်။ဖတ်တမင်းကိုမှစက်သားလေးနဲ့မှာခဲ့ပါတယ်ရှင်။သူတို့ကစက်သားကြော်ကိုမှအပေါ်ကနေမှစက်သွနီချက်ကလေးတင်ပေးလိုက်တာပေါ့နော်။စက်သွနီချက်ရတာလေးကဘာနဲ့တူလဲဆိုတော့သူကရွှေမျက်မှန်ထမင်းပေါင်းမှထည့်ပေးတဲ့စက်သွနီချက်လိုမျိုးလေးနဲ့တူတယ်ပေါ့နော်။အသားမပါဘဲနဲ့ထမင်းလေးနဲ့စက်သွနီချက်စားရင်ကိုသူကအရသာရှိနေတာမျိုးလေးပါရှင်။စက်သွနီချက်လေးကချိုပြီးတော့ဣနေတာပဲပေါ့နော်။ဒါကတော့သူတို့ဆိုင်ကအကျော်စုံဘန်းကြီးပါရှင်။အကျော်စုံမှာသူကဘန်းသေးနဲ့ဘန်းကြီးရှိရပေါ့နော်။အကျော်မှာအဓိကတက်ကအချင်းဆိုတော့အချင်းကိုသူတို့ကအကောင်းဆုံးဖြစ်အောင်တခြားလေးလှုပ်ထားတာတွေ့ရတယ်။အချင်းကိုသူတို့ကမကြီးချင်ချပေးထားပါရှင်။မကြီးချင်ထဲမှာသူတို့ကပဲမုံလေးတွေနဲ့တခြားလေးဆက်ပေးထားတယ်။မကြီးချင်လေးကိုမှသူကချင်းချိုရတာလေးနဲ့ကိုမှသူကပဲမုံလေးနဲ့စိတ်လေးဖြစ်သွားတယ်ပေါ့နော်။အကျော်ကတော့သူတို့ရာသီပေါ်အသီးရွက်ကလေးတွေကိုသူတို့အလဲစီကြော်ပေးပုံရပါတယ်ရှင်။ဒီမှာတော့မြင်းခွာရွက်ကြော်တော့ကြက်သွန်ကြော်တော့ပြောင်းမှုကြော်တော့သူတို့ကြော်ပေးထားတာတွေ့ရပါတယ်ရှင်။မြမပြာကြော်အကွင်းကြော်တော့မတွေ့ရဘူးပေါ့နော်။ကလပဲပြာကြော်တော့ထည့်ပေးထားတာတွေ့ရပါတယ်ရှင်။အကျော်ရတာရဲ့အချိုငံလေးတွေကလည်းကွက်တိပဲပေါ့နော်။စားလို့ကောင်းခဲ့ပါတယ်ရှင်။ဒါလေးကတော့သူတို့ရဲ့ရန်ကုန်မွေးငါးပါရှင်။မွေလိုက်တာနဲ့ကိုငါးတွေကိုမြင်နေရတာပေါ့နော်။ငါးတွေငပြောဥတွေကိုမြင်နေရပါတယ်ရှင်။အိုးဘဲဦးကတော့မစားနိုင်တော့ဘူးပေါ့နော်။တအားကိုဗိုက်ပြစ်နေပြီမို့လို့ပါ။အကျော်လေးနဲ့ငဖယ်လေးနဲ့ပဲစားခဲ့တော့တယ်ပေါ့နော်။သူတို့ရဲ့မွေးငါးလေးကလည်းအချိုမုံနဲ့ငပြာရည်ရတာတွေလုံးဝမပြေးမဲနဲ့စားလို့ကောင်းနေတယ်။တကယ်ကဗိုက်အရန်ပြေးနေတာကိုပေါ့နော်။ဆက်ပြီးစားချင်နေသေးတဲ့ပုံစံဖြစ်နေပါတယ်ရှင်။ဒါကတော့နောက်ဆုံးပိတ်ပေါ့နော်။အချိုပွဲပါ။အိုးကလေးနဲ့တင်ကျင်ပါရှင်။သူကမြန်မာလိုဖောက်ထားတဲ့တင်ကျင်ကိုမှမြန်မာထညက်ရည်လေးနဲ့ပေါ့နော်။တင်ကျင်ရတာလေးကတိတ်မချင်ဘူးပေါ့နော်။အချင်းပြေလေးကိုမှထညက်ရည်ချိုလေးနဲ့ပါရှင်။ဆိုင်လေးကဘန်ကောက်အော်နိုနာကပေါ့နော် Classic Sukhumvit ဆိုတဲ့ဟိုတယ်ထဲမှာဖွင့်ထားတဲ့ရတဝတီဆိုတဲ့ဆိုင်လေးပါရှင်။ဆိုင်လေးမှာစောကပြောထားသလိုပဲပေါ့နော်မြန်မာ community လေးဖြစ်အောင်သူတို့ဖန်တီးပေးထားပါတယ်ရှင်။ဆိုင်လေးမှာကဒီလိုမြန်မာစားအုပ်ဆိုင်လေးတွေရှိတယ်။မြန်မာစပင်းညက်ဆိုင်လေးတွေရှိတယ်။ဒီလိုမြန်မာစားတောက်ဆိုင်လေးရှိတယ်ပေါ့နော်။ဒါလေးကစောကပြောတဲ့ဒီကစားခဲ့တဲ့ရတဝတီဆိုတဲ့စားတောက်ဆိုင်လေးပါရှင်။ကိုကဘန်ကောက်မှာလဲနေတဲ့မြန်မာစားကောင်းလေးလဲရှာနေရဆိုရင်တော့ဒီဆိုင်လေးကိုတစ်ခါလောက် try ကြည့်စေချင်ပါတယ်ရှင်။